ပါဒီနေ့2026ခုနှစ်ဩဂုတ်လ2ရက်တနင်္ဂနွေနေ့ Forever Fan ရဲ့အပတ်စဉ်တအံပိုဂရင်းနီသတင်းပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်ဒီတစ်ပတ်မှာတော့နန့်ဝယ်ရွာပိုင်းမြေကို105မိုင်အုပ်ချုပ်ရေးမှူးဘက်ညီနောင်မဟာမိတ်ယုံကအနိုင်ပေးတဲ့အပေါ်ရွာကန်တွေဆန္ဒပြတဲ့သတင်းဖရူဆိုအနောက်ချမ်းမှာလန်ခီခက်ခဲကြောင်းကလေးမွေးပြီးစားမိခင်တဦးတေဆုံးတဲ့သတင်းနဲ့လွတ်ငိမ့်နဲ့လွတ်လာတဲ့အမျိုးသမီးတူပြန်လဲဖမ်းခံရတဲ့သတင်းတွေပါဝင်တပတ်တွင်းထူးခြားသတင်းတွေကိုကြားကြမှာပါပထမဆုံးအနေနဲ့တအန်းဒေတာတွင်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းမြောက်မူဆယ်မြို့နယ်အောက်နန့်ဝါရွာပိုင်းမြေကို105မိုင်အုပ်ချုပ်ရေးမှူးကအငင်းပွားမှုဖြစ်နေတဲ့မြေနေရာကိုအုပ်ချုပ်ရေးမှူးပိုင်မြေဖြစ်ညီနောင်မဟာမိတ်ရဲ့တရားရုံးကအနိုင်ပေးလိုက်တဲ့ပေါ်ရွာကန်တွေကမကျေနပ်ပဲဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇူလိုင်28ရက်နေ့မှာ105မိုင်မှာရှိတဲ့ညီနောင်မဟာမိတ်ရဲ့တရားရုံးကအောက်နန့်ဝယ်ရွာခံနဲ့105မိုင်အုပ်ချုပ်ရေးမှူးကြားဖြစ်ပွားနေတဲ့မြေပြဿနာကိုနောက်ဆုံးအမိန့်ချခဲ့ရာ105မိုင်အုပ်ချုပ်ရေးမှူးဦးမောင်အေးကမြေပိုင်ဆိုင်မှုစာချုပ်ပြနိုင်တဲ့ကြောင်းအနိုင်ပေးခဲ့တာဖြစ်ပါတယ်ဒီစာချုပ်ဟာဦးမောင်အေးကရွာကန်တွေမသိအောင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးတရားရုံးဘက်ကဒေသစစ်စစ်မှုမရှိဘဲရွာပိုင်မြေကိုဦးမောင်အေးတူဦးတဲ့ပိုင်မြေအဖြစ်သတ်မှတ်လိုက်တဲ့အပေါ်လက်ခံစရာမရှိတာကြောင့်ဇန္နာပြခဲ့တာဖြစ်တယ်လို့နန့်ဝါရွာကန်တူကရွှေပြည်မြေကိုပြောပါတယ်တေကကျော်ရှိတဲ့105မိုင်ကျူကုတ်လမ်းပိုင်းမှာရှိတဲ့အောက်နန့်ဝိုင်ရွာပိုင်မြေကိုရမငွေရရှိဖို့ရွာကန်တွေကကြောက်ထုတ်ဖို့အတွက်ပြင်ဆင်နေချိန်မှာဦးမောင်အေးဆိုသူကသူပိုင်တဲ့မြေဖြစ်ကြောင်းပြောဆိုရာကနေအငင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဦးမောင်အေးကတော့လက်ရှိအငင်းပွားမှုဖြစ်နေတဲ့မြေနေရာဟာလွန်ခဲ့တဲ့နှစ်20ဝန်းကျင်ကကြောက်ထုတ်လုပ်ခဲ့တဲ့နေရာဖြစ်တယ်လို့ရွှေပြည်မြေကိုပြောဆိုထားပါတယ်ရှမ်းမြောက်လာရှိုးမြို့မှာပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကဖုန်းခုယူသွားသူ2ဦးနဲ့ဖုန်းလက်ခံဝယ်ယူထားသူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့အာဏာသိမ်းစစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာရေးသားဖော်ပြထားပါတယ်။ဖုန်းဝယ်ယူသူ2ဦးကိုမန်အိုင်ကျေးရွာအုပ်စုကုန်းမုံရွာရေကန်တောင်လမ်းမှာလမ်းသွားလာနေတဲ့မြို့သား2ဦးနဲ့မြို့သမီး2ဦးတို့ကစစ်စီရာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲဒီ2ဦးဟာဖုန်းခုယူသွားချိန်ဗီဒီယိုမှတ်တမ်းရှိထားသူဖြစ်ပြီးဖုန်းကိုရက်ကွက်8မှာသွားရောင်းခဲ့ပြီးဖုန်းဝယ်ယူထားတဲ့ဆိုင်ပိုင်ရှင်ကိုပါစစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။လာရှိုးမြို့တွေကရက်ကွက်တွေတဲ့တခိုးကိုဖမ်းမိရင်ဓာတ်ပုံရိုက်ပြီးလိုင်းပေါ်မတင်ကြဖို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကပြောဆိုထားပေမဲ့ပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့မှာလေလာရှိုးမြို့တဲ့တခိုးတူကိုဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ရုပ်သံဖိုင်တစ်ခုထပ်မံထွက်ပေါ်လာခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့လာရှိုးမြို့မှာခိုးမှုဓမြမှုတွေဇက်တိုက်ဖြစ်ပွားနေပြီးတပ်ဆိုင်ရာဘက်တွေကဖမ်းဆီးနိုင်မှုအားနည်းနေကြောင်းဒေသခံတွေကဝေဖန်ထောက်ပြနေကြပါတယ်။ဆက်လက်ပြီးတော့ Green ဒေသတွေကသတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။ Green ပြည်ဒီမော့ဆိုရှေ့ချမ်းကကျေးရွာတွေနဲ့စစ်ဆောင်စခန်းတွေမှာကလေးသူငယ်အများစုနဲ့လူကြီးပိုင်းတွေရနာဖြစ်ပွားမှုမလျော့ကျသေးဘူးလို့စစ်ဆောင်ကူညီရေးပညာရေးနဲ့ကျန်းမာရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ຫນွေကူရီများအဖွဲ့ထံကနေသိရပါတယ်။ရနာဖြစ်ပွားမှုဟာကာလရှည်ကြာပြီးဆေးဝါးမလုံလောက်တာရေသန့်ရှင်းမှုအားနည်းတာတွေကြောင့်ဖြစ်ပွားမှုလုံးမရောက်ကြတာလို့အဖွဲ့ရဲ့ဒါရိုက်တာ Francis Gure က Forever Fan ကိုပြောပါတယ်။စစ်ဆောင်တိုင်းရွာတိုင်းလိုမှာဖြစ်နေကြောင်းများသောအားဖြင့်ကလေးတွေမှာအဖြစ်များပြီးတယောက်ဖြစ်ပြီဆိုတာနဲ့တအိမ်လုံးကူးတာများတယ်လို့သူကဆက်ပြောပါတယ်။ຫນွေကူရီများအဖွဲ့ကဆေးကန်တစ်ခုဒီမော့ဆိုရှေ့ချမ်းမှာဖွင့်လှစ်ထားပြီးပြန်ပလူနာတွေကြည်ပေးနေပေမဲ့ဆေးဝါးမလုံလောက်တာတွေရှိနေတယ်လို့ဆိုပါတယ်။ဒီမော့ဆိုရှေ့ချမ်းကဒေါ်လာခုဒေါ်ဆုခုဒေါ်ဖူဒေါ်ပဲဒေါ်ဖရဒူဒေါ်ကောဒေါ်ဖာနဲ့ဒေါ်တခြားကျေးရွာတွေနဲ့အဲ့ဒီပတ်ဝန်းကျင်ကစစ်ဆောင်စခန်းတွေမှာတန်ရှင်းတဲ့တောက်သုံးရည်ရရှိဖို့ခက်ခဲတာကြောင့်ရနာလိုအရေးပြားယောဂတွေအမျက်မပြတ်နိုင်ဖြစ်နေတာလို့ဒေသခံတွေထံကနေသိရပါတယ်။လက်ရှိမှာဒီမော့ဆိုရှေ့ချမ်းကစစ်ဆောင်တွေအတွက်ຫນွေကူရီများအဖွဲ့9နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့စစ်ဆောင်အိမ်တော်စု900လူနာ900နဲ့ကလေးသူငယ်900အတွက်ကျန်းမာရေးပညာရေးနဲ့စာနယ်ကထောက်ပံ့မှုအစီအစဉ်ကမ်ပိန်းတရက်ပြုလုပ်နေပြီးလာရောက်ကူညီဖို့လည်းတိုက်တွန်းထားပါတယ်။ຫນွေကူရီများအဖွဲ့ရဲ့ဒါရိုက်တာ Francis Gure ကတော့ဆေးလုံလောက်ရရှိနိုင်ရင်နယ်လက်ဆေးကုသတာကိုပြန်လုပ်ပေးချင်ကြောင်းနဲ့လူနာတွေကိုဆေးစုံစုံလေးလင်းပြန်ပေးချင်တယ်လို့ပြောပါတယ်။ Green ပြည်ဖရူဆိုမြို့နယ်အနောက်ချမ်းနဲ့ဘော်ခဲမြို့နယ်အဆက်ကဖွန်ပေါ်ခွမြို့နယ်မှာကလေးမွေးပြီးစားမိခင်တူတိတ်ဆုံးခဲ့တယ်လို့မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတူက Forever Fan ကိုပြောပါတယ်။ကိုဝန်ဆောင်ကာလသတင်းပတ်40ရှိတဲ့မြို့သမီးတူဟာဇူလိုင်လ29ရက်နေ့ညနေ6နာရီကရွာမှာပဲလက်သည်ကွင်ကြီးနဲ့ကလေးမွေးဖွားရာကနေအချင်းကပ်ပြီးသွေးသွမှုဖြစ်ပွားခဲ့တယ်လို့ကျန်းမာရေးတာဝန်ရှိသူတူကဆိုပါတယ်။အဲ့ဒီအတွက်လူနာကိုရွာကနေဆေးကန်တိနနိုင်ခန့်ချီလင်ခီးနဲ့ပို့ဆောင်ခဲ့ရာည7:00နာရီလောက်မှာဆေးကန်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်
ဆေးကမှာရေးပေါ်ကုသမှုချက်ချင်းဆောင်ရွက်ပေးခဲ့ပေမဲ့လူနာရဲ့အခြေအနေဆွေးရလာပြီးည10 နာရီလောက်မှာဆုံးပါခဲ့လို့ကျန်းမာရေးဌာနကဆိုပါတယ်မိခင်ကိုမွေးဖွားရက်နီးလာလို့အန်ဒီများနိုင်တဲ့ကိုဝန်အဖြစ်သတ်မှတ်ပြီးဆေးကမှာကြိုတင်လာရောက်နေထိုင်ဖို့အကြံပြုခဲ့ပေမဲ့လာရောက်နေထိုင်ကမရှိခဲ့ဘူးလို့မြို့နယ်ကျန်းမာရေးဌာနတာဝန်ရှိသူကဖာရဲဖန်ကိုပြောပါတယ်ကွယ်လွန်သူနေထိုင်တဲ့ကြေးရွာဟာလက်မန်ဆက်သွယ်ရေးခက်ခဲပြီးကားဆိုင်ကသွားလာလို့မရသလိုကာကရှင်မိသားစုရဲ့စီးပွားရေးအဆင်မပြေမှုကြောင့်လည်းစိတ်ကူးတမှုအချိန်မီမခံယူနိုင်ဘူးလို့ဆိုပါတယ်။ဒေဆုံးသွားတဲ့မိခင်မှာကလေး9ဦးကျန်ခဲ့ပြီးအခုမွေးဖွားတဲ့ကလေးအတွက်အာဟာရနှုတ်မလိုအပ်နေတယ်လို့ဆိုပါတယ်။နောက်ဆုံးအနေနဲ့ပိုးဒေသတွင်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။နိုင်ငံတော်လူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တဲ့အမျိုးသမီးတူကိုအာဏာသိမ်းစစ်တပ်ကထပ်မံဖမ်းဆီးသွားတယ်လို့ဇူလိုင်လ30ရက်နေ့မှာဒေသခံတွေစီကနေသိရပါတယ်။ထပ်မံဖမ်းဆီးခံလိုက်ရတဲ့သူကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်နွားဘုံကြီးကျွော်မှာနေထိုင်တဲ့မတ်အေးဝင်းဆိုသူပါသူဟာနိုင်ငံရေးမှုနဲ့ပြည်ထန်ကြခံနေရကနေနိုင်ငံတော်လွတ်ငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်လာခဲ့သူဖြစ်ပါတယ်စစ်တပ်ကမတ်အေးဝင်းကိုလွန်ခဲ့တဲ့နှစ်ပတ်ကတည်းကဖမ်းဆီးသွားခဲ့တာဖြစ်ပြီးလက်ရှိမှာလည်းရွာတွေကဘုန်းကြီးကျောင်းတွေမှာတက်ဆွဲနေတော့မယ်လို့ဆိုပါတယ်ဒါပြင်လက်ရှိမှာစစ်တပ်ကဒေသတွင်းကိုစစ်ကြောင်းထိုးသွားလာလှုပ်ရှားနေသလိုစစ်အင်အားတွေကိုလည်းထပ်တိုးချထားတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နေ့ကနေစလို့စစ်တပ်နဲ့ဒနုပြည်သူ့လူမျိုးရေးတပ်ဦး DPLA တို့အကြားနှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မြို့ပေါ်ရက်ကွက်တွေနဲ့ကြေးရွာတွေမှာရှိတဲ့ဒေသခံတွေကိုစစ်တပ်ကဇက်တိုက်ဆိုသလိုလိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။စံကားဒေသမှာအခုရက်ပိုင်းမြောက်အင်းဘက်ကနေမျောလာတဲ့ဝက်သေးကောင်တွေကြောင့်ငားဝယ်စားသူတွေနေပါသွားပြီးတငါသည်တွေစီးပွားရေးအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ဇူလိုင်လ30ရက်နေ့မှာဒေသခံတွေစီကနေသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာပြီးခဲ့တဲ့လကစလို့မွေးမြူရေးဝက်တွေယောဂကူးစက်ပြီးအစုလိုက်ပြုံလိုက်တည်ဆုံခဲ့ပါတယ်။အဲ့လိုတည်ဆုံတာကိုပိုင်ရှင်အချို့ကတေချာမြေမမြုပ်ပေးပဲအင်းလေးကန်နဲ့ပြစ်ချတာကြောင့်ဝက်သေးကောင်တွေဟာအင်းလေးကန်ကနေတဆင့်ဘလူးချောင်းအတိုင်းစံကားအင်းဒေသအထိမျောပါလာတာဖြစ်ပါတယ်။စံကားဒေသမှာအရင်ကကြောက်ငါးခေါ်တိလီပီယာငါတပိတ်တာကိုကျပ်3000ကနေ6000ငရံတပိတ်တာကိုကျပ်4000ငဖိန်တပိတ်တာကိုကျပ်3000ခွဲနဲ့ငဖဲတပိတ်တာကို2000ခွဲကျော်အထိဈေးတီးတီးရှိခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ငါးဈေးကွက်ထိခိုက်ရုံနေမကပဲအလကားပေးရင်တောင်ယူမဲ့သူမရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒါပြင်စံကားမြို့မှာဝက်တေကောင်စားထားတဲ့ငါးတွေကိုချက်စားမိလို့ပြီးခဲ့တဲ့10ရက်ကျော်အတွင်းကဘာယောဂမှမသိပဲဒေသခံ3ဦးတေဆုံးမှုဖြစ်ပွားခဲ့သေးတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။စံကားဒေသမှာအရင်နှစ်တွေကတည်းကမြောက်အင်းကနေမျောလာတဲ့ဝက်တေကောင်တွေရှိခဲ့ဘူးပေမဲ့ဒီနှစ်မှာတော့အင်းလေးမြောက်ပိုင်းဒေသမှာဝက်ယောဂကူးစက်မှုကြောင့်တေဆုံးတာများတာမို့လို့စံကားဒေသဘက်ရောက်လာတဲ့ဝက်တေကောင်ပမာဏလည်းပိုများလာတာဖြစ်ပါတယ်။ဒါကြောင့်ဝက်တေကောင်တွေကြောင့်အင်းလေးကန်တွေမကပဲအင်းတောင်ပိုင်းဒေသဘလူးချောင်းတစ်လျှောက်ရေတုညဉ့်ညမ်းတာအနှံ့ဆိုးတွေတားစားတာမရှိအောင်ထွက်နေတာတွေကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ဖြေရှင်းပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ရွှေပြည်မြေတအန်သတင်းဌာန The People Vibe ခန်းဆောင်ကောင်ပိုးသတင်းဌာနနဲ့ Greeny အခြေဆိုင် Federal Fund တို့ကတင်ဆက်တဲ့တပတ်တွင်တအန်ပိုး Greeny သတင်းပူးပေါင်းထုတ်လွှင့်မှုကိုကြားခဲ့ရတာပါကျွန်တော် Sophie Tree ပါ